အောင်စဘူးတချင်းဘလို့ဆိုတာ ဥပမာအနော်အေးနေသူဆိုရချင်းပါ ရတယ်ဒီအနော်နီးမတချင်းပဲဥမာလုပ်ပြီးဆိုပြတာ ဥပမာလုပ်ပြီးဆိုပြလိုက်မယ်ပေါ့နော် ဒါတော့အောင်စဘူးဖန်ပေါ့နော်အဲ့ဒါသူ့ရဲ့အိုင်တော့တချင်းဆိုရဲ့ပုံစံလေးသူဆိုကြိုက်လို့လဲဆိုပြမယ်တဲ့ ဆိုင်မိုးနဲ့ပြိမယ်ဆိုဒီအေ D-E-D yeah မစ္စနာမတန်နဲ့ L-A-D-E နိုးလေနိုးလေမဟုတ်ဘူးအောင်စဘူးတချင်းဆိုအောင်စဘူးတချင်းဘလို့ဆိုရလဲဆင်မလား တနေ့နေ့ငါအရာ လာမဲ နေ နေမမေမိုး ရလုံးမရရငါနေ你家你先让老板娘你们家了，အဲ့လိုမျိုးပဲနေထားလိုက်ပါတော့ 我这弄他弄到手了， အနော်လေးမနဲ့ဆိုရ 哎 င်，妈， ဥပမာပေါ့နော် မင်း 吃这俺不来打包了， ကို 不玩的呗咩， အမေတော့နားမနဲ့တက်ပါလားနောက် 这卡上胸下是 ငါတရား 我的要吃他给吧， မင်းချစ် 吃， ဒီပဲ 没， ဦးဆိုနေမလဲအတိုင်းကတော့ခုစီနေတယ် 嗯，都我是单人路上的， အဲ့ဘာလဲချင်းမှာ 你绕着亲人来都得空来， 打了多， ဘလို့ရှိနေပြီ 打了多，昂子布先摘个，昂子布分。 ဘာအိုင်ဒီကိုကြည့်တာဟုတ်လားမဟုတ်လားမသိဘူး ဟုတ်တယ် ဟုတ်လား ဟဲ့ငါလည်းထောက်ခံလိုက်ဟုတ်တယ် အဲ့ဒီအေး အဲသူ့ဖန်နေတာဆဲတော့မှာဒါချစ်စရာကောင်းကျွန်မပြောတာလေချစ်စရာကောင်း စက်ခွင့်သူကြည့်ပေါ့နော်ကျွန်တော်ကြောက်ကုန်နေမှာနော်အမေငါရမျိုးသားလေးတော့ကျွန်တော်ကြောက်ကုန်နေမှာနေမှာစိုးလို့တဲ့ อืม နည်းပြောဟိုစက်ခွင့်သွားလို့ကြည့်လိုက် အေးဟုတ်တယ်စက်ခွင့်ပါအဲ